တခါတလေကြာရင်ဘဝကြီးကအရှိဆက်ဖို့အရှမ်းကိုလေးလံလွန်းနေတယ်လို့သင်ခံစားဘူးပါသလားနေ့ရက်တိုင်းဟာကိုကတော့မပီးနိုင်မစည်းနိုင်တဲ့တိုက်ပွဲတစ်ခုလိုဖြစ်နေပြီခဏခဏလဲကြနေရတာနဲ့တင်အားကုန်နေပြီလားငါမလုံနိုင်တော့ဘူးဆိုတဲ့အတွေးတွေကသင်ကိုဝန်းရံထားတယ်လို့မျိုးပေါ့တကယ်တော့ဒီလိုခံစားနေရတာသင်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့အားလုံးရဲ့ဘဝထဲမှာလည်းဘယ်သူကမှထိုးမပြောဖြစ်တယောက်တည်းကြိုက်မိခံစားခဲ့ရတဲ့အချိန်တွေအများကြီးရှိခဲ့ပူပါတယ်တခါတလေကြာရင်ကျွန်တော်တို့ဟာတခြားသူတွေရှိမှတော့အစင်ပြေနေတယ်လို့မျိုးပြုံးပြနေတဲ့ကြပါမယ်ကို့အခန်းထဲမှာတယောက်တည်းရှိနေချိန်မှာတော့ပြိုလဲလူနီးပါချင်းနေတော့ပါတယ်လူတွေကတင်ဘလောက်ပင်ပန်းနေလဲဆိုတာထက်တင်ဘလောက်အောင်မြင်မလဲဆိုတာကိုပဲစောင့်ကြည့်နေကြတာပါဒါပေမဲ့တင်လေအဖိုးတန်ဆုံတော့အစိတ်ကွိုင်ကအောင်မြင်မှုမဟုတ်ပါဘူးအဲ့ဒီအောင်မြင်မှုစီကိုတော်တဲ့လမ်းမှာတင်ခဏခဏဒူးထောင်လဲကြခဲ့ဘူးတာတော့နောက်တစ်ချိန်ပြန်ထားဖို့ကြိုးစားခဲ့တင်ရမှန်ပဲဖြစ်ပါတယ်တင်ခဏကောမှရှိနေတဲ့တန်ရာတွေတင်မျက်လုံးထဲကပင်ပန်းနွမ်းနယ်မှုတွေဟာရှစ်စရာမဟုတ်ပါဘူးအဲ့ဒါတွေဟာတင်ဟာစိန်ချော်မှုတွေကိုကြမ်းကြမ်းခံရင်ဆိုင်နေတဲ့တိုက်ပွဲဝင်စစ်တီတော်တယောက်ဖြစ်ကြောင်းတတိပြနေဂုံယူစားအမှတ်သားတွေပါမှတ်ထားပါစိန်တလုံးဖြစ်ဖို့ဆိုတာပြင်းထန်တဲ့ဖိအားတွေကိုခံနိုင်ရရှိဖို့လိုတယ်လို့တင်းဘဝရဲ့အတောက်ပါဆုံးအခန်းကဏ္ဍကလည်းအခုလိုအမောင်ဆုံးနေ့ရက်တွေကိုဖျက်တမ်းပြီးမှရောက်လာမှာပါငါဘာလို့ဒီလောက်တောင်ကန်ဆိုးနေရတာလဲလို့မမေးပါနဲ့ဒီအခက်ခဲကငါ့ကိုဘလို့ပိုတန်ပအောင်လို့ပေးနေရလဲလို့ပဲပြောင်းလဲတွေးကြည့်ပေးပါဒီကဘာပေါ်မှာတင့်နေရနဲ့တင်တင့်အချိန်နဲ့တင်အပွင့်ပွင့်ရမယ်ပန်းလေးတစ်ပွင့်ပါပဲတခြားသူတွေနဲ့နှိုင်းယှဉ်ပြီးကိုတိမ်ငယ်မနေပါနဲ့တင်းရဲ့ခရီးကတခြားသူတွေနဲ့မတူသလိုတင်းရဲ့ခိုင်မာမှုကလည်းဘသူနဲ့မှမတူအောင်ထူးခြားနေလို့ပါပဲဒါပေမဲ့ကျွန်တော်အခုတစ်ခုလောက်ပြန်စဉ်းစားကြည့်ဖို့တောင်းဆိုချင်ပါတယ်အဲ့ဒါကတော့ဒီနေ့ဒီအချိန်အထိတင်းဟာဘလောက်တောင်ခိုင်မာမာနဲ့ရှင်တန်လာခဲ့တယ်လဲဆိုတာကိုပါတင်းအိတ်မပြောနိုင်ခဲ့တဲ့ညတွေမျက်ရည်တွေနဲ့ကုံဆုံးခဲ့ရတဲ့အချိန်တွေတင်းအောင်မြင်စွာကြော်ဖြတ်ခဲ့ပြီးပါပြီဒီစကားလေးကရိုးရှင်းပေမဲ့တင်းအတွက်အကြီးမားလုံးသောခွန်အားတစ်ခုဖြစ်စေခြင်းပါတယ်အဲ့ဒါကတော့တင်းဟာဆိုးရွားတဲ့နေ့တိုင်းကိုရှင်တန်နိုင်ခဲ့ပြီးပြီဆိုတဲ့အမှန်တရားပါပဲဘဝမှာအခက်ခဲတဲ့နေ့ရက်တွေဆိုတာသူ့အလိုလိုလွင့်စင်သွားတာမျိုးမဟုတ်ပါဘူးတင်းကိုယ်တိုင်ကတတိရှိရှိနဲ့အဲ့ဒီနေ့ရက်တွေကိုရင်ဆိုင်ကြော်ဖြတ်ခဲ့လို့သာအခုလိုရှိနေတာပါတကယ်လို့တင်းအားငယ်နေတယ်ဆိုရင်လေတခုတော့မမေ့ပါနဲ့ကိုတတိရှိပြန်ပြီးအားပေးဖို့ပါခဏလေးရက်နာလိုက်ပါအသက်ကိုပြင်းပြင်းလေးတစ်ချက်လောက်ရှူသွင်းလိုက်ပါပြီးရင်ကိုပြန်ဖြောပါငါဒီနေ့ကိုလေအကောင်းဆုံးကြော်ဖြတ်နိုင်ရမယ်ဆိုတာကိုပေါ့ငယ်ငယ်ကအမားသေးသေးလေးတွေကနေအခုလိုကြီးမားတဲ့စိန်ခေါ်မှုတွေအထိတင်ဟာကြန့်ကြည်လန်ပြီးရှင်တန်လာခဲ့တဲ့သူရဲကောင်းတရားပဲမဟုတ်လားဒါကြောင့်ဘလောက်ပဲပင်ပန်းပါစေဘလောက်ပဲစိတ်ထက်ကြနေပါစေဒီအမှန်တရားကိုပဲအမြဲဆုပ်ကွင်ထားပါတင်ဟာဆိုးရွားတဲ့နေ့တိုင်းကိုကြော်ဖြတ်နိုင်စွမ်းရှိတယ်သူပါတင့်ရဲ့ဇက်လမ်းမှာဒီမာရင်ညက်တန်းထားမှာမဟုတ်ပါဘူးရှေ့မှာရှင်တန်ရမယ်ပျော်ရွှင်ရမယ်အခန်းကဏ္ဍတက်တွေအများကြီးကြံပါသေးတယ်ကိုယုံကြည်မှုအပြည့်နဲ့ဆက်ပြီးလျှောက်ရှမ်းလိုက်ပါဒီဗီဒီယိုလေးကတင့်အတွက်တစ်ခုခုထူးခြားစေတယ်ဆိုရင် like နဲ့ share လုပ်ပြီးအားပေးသွားပါအောင်နောက်ထပ်စိတ်ခွန်အားဖြစ်စေမယ့်အကြောင်းအရာတွေအတွက်ကျွန်တော် channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲအခက်အခဲတွေကိုကြော်ဖြတ်နိုင်တဲ့တာယာတဲ့နေ့ရက်လေးပိုင်ဆိုင်ကြပါစေ